အားလုံးပဲမင်္ဂလာပါဒီဆက်ကလေးက120လီတာစတီးစားကန်ရေခဲဆက်ကလေးပါရေခဲဆက်ကလေးထဲမှာကျွန်တော်ကွန်ထရိုးပန်နယ်တွေပါမယ်ဒီဆက်ကလေးကမော်တာဇောက်ထိုးလေးပေါ့နော်မော်တာဇောက်ထိုးနောက် original အပူပိုင်းမြင်းကောင်းရင်တကောင်ခွဲအားပေါ့နော်မြင်းကောင်းရင်တကောင်ခွဲအားနဲ့ဆင်းထားတယ်120လီတာစားကန်ရေခဲဆက်ကလေးပြရေခဲဆက်ကလေးကဆိုရင်မှာကွန်ထရိုးပန်နယ်တွေပါမယ်ဗျာနော်ကွန်ထရိုးပန်နယ်ထဲမှာစားမွေအဖွင့်ပိတ်တွေပါမယ်ကွန်ပစာအဖွင့်ပိတ်တွေပါမယ် temperature တွေကြည့်လို့ရမယ်အေးချိန်ကြည့်လို့ရမယ်မီးအားကြည့်လို့ရမယ်နောက် ampere တွေကြည့်လို့ရမယ်ထဲမှာဆိုလည်း breaker တွေ sicket တွေပါမယ်ဗျာနော်ထဲမှာဆိုလည်း breaker တွေပါမယ် sicket တွေပါမယ် conductor တွေပါမယ်ဗျာနော်နောက်ပြီးတော့ဒီဆက်ရေခဲဆက်ကလေးဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ပိုက်ချုပ်ပိုက်ကွေးစနစ်တကျတက်ဆင်ပေးထားတယ်နောက်ပြီးတော့ extension ဘားလေးနဲ့ကျွန်တော်ဆင်ပေးထားပြနော်ဆက်ကိုလည်းဒီမှာဒီဘားရည်ဆိုတဲ့ဘောဆက်ကြီးဘောဘားကြီးကျွန်တော်ထည့်ပေးထားတယ်နော်အကောင့်တွေထည့်ပေးထားပါတယ်ဒီမှာဆိုရင်ကျွန်တော်အပူပိုင်းတွေပါကြီးအပူပိုင်း original အပူပိုင်းအသစ်တွေပါကြီးနဲ့ကျွန်တော်ဆင်ပေးတာပါနော်မော်တာဆိုရင်လည်းမော်တာဇောက်ထိုးပေါ့နော်စတီးကန်မော်တာဇောက်ထိုးပေါ့တောင်အတွင်းထဲမှာဆိုရင်လည်းကျွန်တော်ကြီးကွိုင်နော်ကြီးကွိုင်ကိုထည့်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်ဒီစားမွေတလက်တွေဆိုလည်းကျွန်တော်အပြင်ကဒီရေခဲတုပ်တွေပါဆွဲယူပေါက်မသွားအောင်လို့ကျွန်တော်ကာဘာဖုန်းတွေထည့်ပေးထားတယ်နော်ကာဘာဖုန်းတွေထည့်ပေးထားတယ်